မင်္ဂလာပါကျွန်တော်ဒီတခါပြောပြမှာတော့ကျွန်တော်တို့ Gemini မှာကျွန်တော်တို့ line ပုံပြင်တဲ့နေ့ကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီတည့်ရသူကြီးကြော်သွားလို့ရတယ်နော်ဟုတ်ပြီလွယ်လွယ်လေးရပါကျွန်တော်တို့ဒါဆိုလို့ချင်းကိုပုံကိုကို line ပုံလုပ်ပြီးလို့ရှိရင်လို့ပြောတရားမိတူထိုင်မှာပြီးသွားထုတ်လို့ရတယ်နော်ကိုထိတ်ကြိုက်ပြင်လို့ရတာပါဗျာဟိုကျွန်တော် Gemini နဲ့ကိုသွားလိုက်မယ်ဒီ Gemini နဲ့ရောက်ပြီဆိုလို့ရှိရင်ဒီမှာနော်ဒီကောင်လေးကိုတစ်ချက်ထောင်းလိုက်မယ်ပေါင်းလက္ခဏာလေးပြရနောက်နေ့ပဲဒီမှာကျွန်တော်ဒီမှာ create image ဆိုတာကိုကျွန်တော်တို့ချက်ထားအောင်မယ်။ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာအပေါင်းလက္ခဏာလေးကိုပြန်နှိပ်မယ်။ပြီးရင်ကဲလာယူသွားမယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဓာတ်ပုံလေးတစ်ပုံဒါကျွန်တော်တို့ဒါမိမိရဲ့ပုံပဲထားပါတော့။ဟုတ်ပြီကျွန်တော်တို့ကဘာမှမကဘူးမြန်မာလိုပဲပြောမယ်။ဟုတ်ပြီဒီပုံကိုကျွန်တော်တို့ line နဲ့ပုံလုပ်ပြီးပါဘောနော်။ဒီလို idea ရှိလို့ရေးလို့ရတယ်။ဒီပုံကိုကျွန်တော်တို့နောက်ခံ background option နဲ့ဒီပုံကတော့က background view နဲ့ဒီပုံထုတ်ပေးပါကိုရင်းကြီးနဲ့ဘောနော်သားစီရပြင်မိတ်တို့ဆန္ဒရှိတယ်လို့လုပ်ခိုင်းလို့ရနော်မျက်မှန်ဖြောက်ခိုင်းလို့ရှိရင်လည်းမျက်မှန်ဖြောက်လို့ရနော်ဟိုကျွန်တော်ဖြောက်မပြတော့ဘူးကျွန်တော်တစ်ချက်ပို့ကြည့်လိုက်မယ်နော်ခဏလောက်ဆောင်းလိုက်ပါနော်ဒီမှာရပြီဒီမှာပုံလေးရပြီကျွန်တော်ဒီလိုမျိုးပုံရပြီဒီမှာအသားနည်းနည်းမဲလို့ရင်သူ့ကိုအသားတွေပါပြန်ပြခိုင်းလို့ရနော်ဟိုကျွန်တော်အသားရောပြန်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုsave ပြီးလို့ရှိရင်သောနာနိုင်မယ်ပုံထဲပြီးပြန်လုပ်လို့ရနော်ဟုတ်ပြီဒီအကောင့်လေးကိုကျွန်တော် download တယ်မှာဆိုရင်ဒီမှာ save ကိုနှိပ်တယ်မယ်နော်ကိုယ်ကြီးဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ရအောင်ပြောင်းခိုင်းလို့ရနော်ဟိုကျွန်တော်အပြင်မှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုနည်းနည်းဘာ crop လုပ်ပြီးကျွန်တော်တပ်ပုံဆိုင်မှာတပ်ပုံထုတ်လို့ရနော်โอเคဒီနည်းလမ်းလေးသုံးကြည့်ပါအားလုံးပဲသင်ကြပါသည်ဗျာ